လုံးစီအလုပ်တွေတောင်လုံပုံးနေတာတော့မှခဏနေမှလုံမယ်နောက်မှလုံမယ်ဆိုတဲ့ဖြစ်ရမျိုးရှိဘူးကြလားအဲ့လိုကိစ္စမျိုးတွေကိုအလွယ်ကူဆုံးနဲ့အယူရှင်ဆုံးဖြေရှင်းလို့ရမယ်နည်းလမ်းတစ်ခုကိုပြပြပေးမယ်ဆိုရင်ရောစိတ်ဝင်စားကြလား Hello MEI Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ Vivi ပါဒီနေ့ Podcast မှာတော့အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်ပြီးအလုပ်တွေပို့ပြီးလာအောင်အသုံးချလို့ရမယ်2 minutes rule လို့ခေါ်တဲ့2မိနစ်စီမင်းအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ2မိနစ်စီမင်းဆိုတဲ့နည်းလမ်းကို David Allen ရဲ့ Getting Things Done ဆိုတဲ့စာအုပ်မှာစတင်ဖော်ပြခဲ့ပြီး James Clear ရဲ့ Atomic Habits စာအုပ်မှာလည်းပုံစံအသစ်နဲ့ထပ်မံဖော်ပြခဲ့ပါတယ်နည်းလမ်းလေးကတော့ရွေးရှင်းပါတယ်အလုပ်တစ်ခုပြီးဖို့2မိနစ်ပဲလိုတယ်ဆိုရင်အဲ့အလုပ်ကိုခုချက်ချင်းလုပ်ပါစာတူတစ်စောင်ပို့တာဖိုင်တစ်ခုသိမ်းတာရေဘူးရေဖြေတာမျိုးတွေကိုနောက်မှလုပ်မယ်ဆိုပြီးဝေးမနေပဲအခုလုပ်လိုက်ပါဒီနီလန်းရဲ့အကောင်းမွန်ဆုံးအချက်ကတော့အဲ့လိုအလုပ်သေးသေးလေးတွေစုပြုံလာပြီးဘယ်ကစလုပ်ရမယ်မှမသိခေါင်းရှုပ်စီမှာမျိုးကိုတားဆီးပေးတာပါ James Clear ရဲ့ version ကလည်းအလားတူပဲရိုးရှင်းပြီးပါနေပါတယ်သူရဲ့နီလန်းကကြတော့အလေးချင်းတစ်ခုကိုစတင်တဲ့အခါမှာ2မိနစ်ပဲကြာမှမျိုးနဲ့စတင်လုပ်ဆောင်ပါဥပမာတနေ့ကိုစာအုပ်တစ်နာရီဖတ်မယ်လို့လုပ်မယ်စားတနေ့ကိုစာမျက်နှာတစ်မျက်နှာဖတ်မယ်ဆိုတာမျိုးနဲ့စတင်ပါတနေ့ကိုတမိုင်ပြေးမဲ့အစားအပြေးဖက်နှက်ပဲစဝယ်ပါဘာလို့လဲဆိုတော့အလေးချင်းတစ်ခုကိုဘယ်တော့မှမစတင်နိုင်ရင်အဲ့ဒီအလေးချင်းတိုးတက်အောင်လုပ်ဖို့ကလုံးဝမဖြစ်နိုင်လို့ပါဒါပေမဲ့နေ့စဉ်မှန်မှန်လှုပ်ဆောင်လိုက်ပြီဆိုတာနဲ့ကိုကစူးစမ်းအားထုတ်เสียတာမလို့ပဲလုံးနေကြအရှိန်အဟုန် momentum လေးကကိုကိုတည်ဆောင်သွားပါလိမ့်မယ်ဒီနီလန်းကဘာလို့အလုပ်ဖြစ်လဲဆိုတော့ကျမတို့ရဲ့အုံနောက်တွေကအလုပ်တစ်ခုပြီးမြောက်သွားပြီဆိုတဲ့ခံစားချက်ကိုကြိုက်လို့ပါအလုပ်ပြီးစီလေးပဲပြီးသွားရဆိုရင်တော့မှဒိုဖာမင်ဆိုတဲ့ခံစားလို့ကောင်းတဲ့ဟော်မုန်းအနှဲငယ်ကိုထုတ်လုပ်ပေးတာမလို့ဆက်လုပ်ခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်ဒီနီလန်းရဲ့ကောင်းကျိုးတွေကတော့အချိန်စီမံခန့်ခွဲမှုကိုတိုးတက်စေတယ်ထုံလုံးနိုင်စွမ်းကိုမြင့်တင်ပေးရနေ့စဉ်မှန်မှန်လှုပ်ဆောင်တတ်အောင်ဖန်တီးပေးရအောင်မြင်မှုတသေးလေးတွေကိုသုံးပြီးစိတ်အားထက်သန်မှုတိုးတက်စေတာတို့ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကစလို့အချိန်2မိနစ်လေးစီပဲယူပြီးတော့ကိုလူတို့ရဲ့စပွဲကိုရှင်းလိုက်ပါမနှက်ဖြန်ဘာဝတ်မယ်ဆိုတာကိုစဉ်းစားလိုက်ပါ reply လုပ်ရမယ့်စာတွေရေးပါဒီလိုအရာလေးတွေလုပ်ပြီးသွားပြီဆိုရင်တော့ပုံမှန်နေ့တွေထက်စိတ်ပုတ်ပါနေတာကိုခံစားမိပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ productivity ဆိုတာကအလုပ်တွေကိုပိုများများလုပ်ချင်မဟုတ်ဘဲနဲ့အလုပ်သေးသေးလေးတွေကိုတသမတ်သေးလှုပ်ဆောင်သွားခြင်းဖြစ်တာမို့လို့ပါ။ဒါဆိုရင်တော့ကိုလူတို့ကြီးနောက်တစ်ခါအချိန်ဆွဲခြင်းစိတ်ပေါ်လာခဲ့ရင်ဒီ2မိနစ်စီမင်းလေးကိုသတိရလိုက်ပါနော်။ဘယ်လုံးမဆို2မိနစ်ပဲကြာမယ်ဆိုရင်အခုလုပ်ပါ။အလေးချင်းတစ်ခုတိဆောက်ရင်လေတေးသေးလေးကနေစလုပ်ပြီးအရှင်အဟုန်ကကိုလူတို့ကိုတည်ဆောင်သွားပါစေဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲရှင်အချိန်ပေးပြီးနားထောင်ကြကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် podcast တွေမှာပြန်တွေ့ကြရအောင်နော် bye bye